မင်္ဂလာပါရှင်ဒုက္ခမဟာစိုက်ပျိုးရေးဆေးကုမ္ပဏီရဲ့ကောစင်တာမှာကြိုဆိုပါရစေဟယ်လိုဒုက္ခမဟာကောစင်တာပါလားခင်ဗျာဒုက္ခမဟာစိုက်ပျိုးရေးဆေးကုမ္ပဏီကပါဗမျက်ကြည့်ပြရမလဲရှင်ကျမတို့ဒုက္ခမဟာစိုက်ပျိုးရေးဆေးကုမ္ပဏီအားဆိုရင်စိုက်ပျိုးရေးတော့ပေါင်းတက်ဆေးပိုးတက်ဆေးမှုတက်ဆေးနဲ့ရွက်ဖြဲမြေဩဇာတို့ကိုထုတ်လုပ်ဖြန့်ချီအောင်ချပေးနေတဲ့စိုက်ပျိုးရေးကုမ္ပဏီပဲဖြစ်ပါတယ်ဒုက္ခမဟာရဲ့စိုက်ပျိုးရေးထုတ်ကုန်များကိုမြန်မာနိုင်ငံရဲ့ရင်းမြစ်ရာသီဥတုနဲ့အညီအသုံးပြုနိုင်ရဲ့ကျွမ်းကျင်တဲ့စိုက်ပျိုးရေးနည်းပညာရှင်တွေကသုတေသနနည်းလမ်းများစွာဖြင့်အစစ်စစ်စမ်းသပ်ထားတဲ့အတွက်အရေးသွေးမြင့်ပြီးတော့စိတ်ချရပါတယ်တောင်သူဦးကြီးများရဲ့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အခက်အခဲများကိုအနီးကပ်ကွင်းဆင်းစစ်ဆေးပေးသလိုကောဆန္နာဟော့လိုင်းနံပါတ်0977542722 Facebook page TikTok YouTube စတဲ့ social platform များအသစ်လဲဒီလိုသမျှကိုစုံစမ်းနိုင်ပါတယ်ဒီလိုတောင်သူတွေနဲ့အနီးကပ်တည်ရှိပေးနေတာဒုက္ခမဟာပါမြန်မာနိုင်ငံတဝန်းလုံးမှာရှိရဲစိုက်ပျိုးသီးနှံတွေအထက်တိုးပြီးတော့တောင်သူတွေပြုံးပျော်နိုင်စေဖို့အတွက်အသိပညာဘူးတုဒများစွာကိုကူညီဖြည့်ရှင်းပေးဖို့ဒုက္ခမဟာစိုက်ပျိုးရေးဆေးကုမ္ပဏီမှတာဝန်ယူပါရစေ